ဝါကျိုးနှစ်ဆနဲ့နော် ဝိုင်ကျိုးကနှစ်ဆ ပထမကတော့တစ်ဆအခုဒုတိယပိုင်းကျတော့ကျွန်တော်တို့နှစ်ဆထပ်တင်ပေးမယ်နော်โอเคပထမချက်ကတော့ကျွန်တော်တို့ဒီကွန်ပျူတာဘောက် socket ကိုကျွန်တော်တို့တစ်ဆချိတ်မယ်နော်ဒီအတက်ကိုအပေါ်မှာထားပြီးလို့ရှိရင်အနီရောင်နှစ်ဆလေးနဲ့နော်โอเคဒါဒီချာပြထားပဲရနော်ဟိုညီကိုတွေတော့ပေါ့နော် ကျွန်တော် research ရင်ဒီ E1 sensor လေးကိုကျွန်တော်ဖျောက်ပေးရ ဟောအင်ဝိုင်းစင်စာလေး ဟုတ် အစီးတိုင်းပါတာပေါ့ ဟုတ်အစီ ID နဲ့အစီတိုင်းပါတယ်ဒီ earphone ပဲနေပြီ ဟောโอเคဒီလေကိုနည်းနည်းဖိလို့ရှိရင်ဆွဲထောက်ရအောင်မယ်နော်တော့ပိတ်ထားရမယ်နော်โอเคကဲအခုဘယ်လိုလုပ်ရမလဲလေ သူကတော့နှစ်ပေါက်ပဲရှိတယ်ဆိုတော့ဘာမှစဉ်းစားရမလို့ ။အော်နှစ်ပေါက်စလုံးစွတ်ထည့်ရမှာပေါ့ နှစ်ပေါက်စလုံးဖွတ်ထည့်လိုက်ရ ။ Okay ။မြဲမြဲလေးစွတ်ပြီနော်။မြဲပါနော်။ Okay ။ပြီးရင်ဘာဆက်လုပ်ရမလဲ။ဒီကောင်လည်းမချွတ်ထိဘူးနော် ချို့တီ ။ဒီအပေါ်ကတစကတော့မချွတ်ထိဘူးနော်။နောက်ပြီးလို့ရှိရင်ဒါတစထပ်တိုးမယ်နော်။ Okay ။တော့ဖွင့်မယ်။တော့ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်နှစက်ကလဲကြီးလေ ကျွန်တော်10စက္ကန့်ကြီးရ 10စက္ကန့်နော်โอเคတော့ဖွင့်မယ်1 2 3 4 5 6 9 10 10စွတ်ထောက်မယ်လေ ကျွန်တော်ဖွတ်ထောက်မယ် စွတ်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့မီးမြန်လာမယ်နော်ဒီချက်ပြမီးမြန်လာမယ်နော်မြန်ပြီးလို့ရှိရင်အောင်မြင်သွားပြီနော်တော့ပိတ်မယ် နေ့ကဒီပြန်ဖွတ်ထည့်မယ် ရဲလိုက်လေ မြည်ပြီ โอเคဒါလဲစွတ်ထောက်ဒါလဲထောက်မယ်နော်ကဲဆက်နှိုးကြည့်မယ်လေလုံးဝအပွေနော်ကဲညီလေးဒီကျွန်တော်တို့ညီအကိုတွေအတွက်ပေါ့နော်တကားလက်ဆောင်လေးတစ်ခွန်းလောက်ပြောပေးပါလား ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ညီကိုတွေအားလုံးကျွန်တော် earphone ဘိန်းအတွက် ဟုတ် ကွန်ပျူတာပေါက်မလို့ပဲကျွန်တော်တို့ဝမ်ဂျိုးလေးတွေနဲ့ပဲ တုံးဖြစ်တာများပါတယ်နော် ဖြစ်တာများတယ် ဟာ ကျွန်တော်တို့ကလည်းကွန်ပျူတာပေါက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မတောင်းဖြစ်တာများတယ် ဟော ဝမ်ဂျိုးနဲ့ပဲအတုံးလိုက်တယ် ဟောဟုတ်ကဲ့ နောက်ထပ်လည်းကျွန်တော်တို့ဒီအသက်တွေထပ်ထွက်အောင်မယ်ဘိန်းတွေကအဲ့ဒါနောက်ထပ်အသက်အစမ်းတွေထပ်ထွက်မယ်ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့တင်ပြပေးသွားမယ် ဟောအန်ဂျီရှိမယ်ကလစ်ရှိမယ် PCI ရှိမယ် ADW ရှိမယ် အိမ် နော် မက်တွေရှိမယ် အိမ်မက်တွေရှိမယ်နော်ဒီ ဘောသားတို့ဘာတို့ အများကြီးရှိတယ်နော်ကျွန်တော်တို့ထပ်တင်ပေးဖို့အများကြီးရှိတယ်တော့ဗောနော်โอเคအားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်လည်းအားပေးပါဦး